Okay guys ခုပြောရတခုရှိလို့ပေါ့နော် MS season 3ပြန်ဆော့ပါလားဆိုတော့yes ပြန်ဆော့ဖို့တော့ရှိရ guys ဒါပေမဲ့ကျွန်တော်တကယ်ပြန်ဆော့ကျင်လို့ဗျာကျွန်တော်မှပြန်ဆော့ကျင်တဲ့စိတ်ရှိရကျွန်တော်မှဆော့ကျင်တဲ့စံနာရှိရအဲ့ဒါကြောင့်မလို့ကျွန်တော်အသင်းချနေပေါ့အဓိကအခုကတော့သိရမှာကိုကတော့ဘာလိုအပ်နေလဲဆိုတော့ကျွန်တော် sponsor တွေပါလို့ sponsor ဆိုတော့အဲ့လို online တစ်ခုတော့လိုအပ်နေပေါ့နော်အဲ့တော့ရှောက်တင်တာလည်းမဟုတ်ဘူးပြောင်းပြီးတင်တာလည်းမဟုတ်ဘူးတကယ်တင်တာเนาะအဲ့တော့ကျွန်တော်ထင်လွဲမှာဆိုလို့အားလုံးเนาะကျွန်တော်လောက်တာမဟုတ်ဟန်ကိုရွေးပြီးတင်တာလည်းမဟုတ်ကျွန်တော်အစောကြီးကအတင်းရှာနေအတင်းကရှားအဆင်မပြေလို့အားကြောင့်ကျွန်တော်ဒီလို post တင်လိုက်တယ်เนาะကျွန်တော်အတင်းနဲ့ခေါ်ခြင်းနဲ့ဘာဖြစ်လဲညာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့messenger ကျွန်တော် Facebook account တော့ချို့လူတွေတော့သိလိမ့်မယ်ဗျအဲ့တော့ကျွန်တော်အမှလာပြောခြင်းပြောလို့ရတယ်เนาะOkay ဒီကတော့ကျွန်တော်ဒီနေ့ live join လွှင့်တာအဲ့ဒါလေးပြောခြင်းလို့ပေါ့နော်ကျွန်တော်အကုန်လုံးကစောက်ဝက်ပြောင်းနေထင်းတယ်စောက်ဝက်ပြောင်းတော့မဟုတ်ကျွန်တော်တကယ်အသင်းရှာနေအားချောင်းလာလည်းမဟုတ်တကယ်အသင်းလို့ခြင်းတော့အသင်းမရှိဘူးလို့ဆိုရင်တော့เนาะအဲ့တော့ကျွန်တော်ကိုလာပြီးတော့အသင်းခေါ်ခြင်းကျွန်တော်လာပြောလို့ရတယ်เนาะ chat offer လို့ရတယ်ဒါမှမဟုတ်အဲ့လိုမျိုးအသင်းထောင်ခြင်းတဲ့လူတွေလည်းစိတ်ကူးရှိရဆိုရင်ကျွန်တော်ကိုလာပြောလို့ရတယ်ကျွန်တော်မှစဉ်းစားထားတဲ့ line နဲ့တစ်ခုတော့ရှိတယ်အဲ့တော့လာပြောခြင်းပြောလို့ရတယ်နော်yes အဲ့တော့နော်ဒီဗီဒီယိုကြည့်နေတဲ့လူတွေအားလုံးနော်အဲ့တော့အသင်းတကယ်ရှာနေတာကျွန်တော်မှမှန်တဲ့လူစင်းလည်းရှိရဲအဲ့တော့ကျွန်တော်ကိုအသင်းလေးပါထောင်ရင်စိတ်ဝင်စားတယ်ကျွန်တော်လာပြောလိုက်ပါနော်လူစင်း review လုပ်ရင်လူစင်းအသိကျင်တော့ကျွန်တော် messenger မှာလာမေးမှရမှာပြနော်ပြန်လာသေးတယ်ပြန်လာမှာပါကျွန်တော်အခုလောစင်တော့အဲ့အသင်းမရရဲ့ပြဿနာတွေတခုရှိနေလို့နော်အဲ့တော့အသင်းလေးပါလေးလှုပ်ချင်တယ်နော်အသင်းလေးပါလေးလှုပ်ချင်တဲ့လူရှိရင်ကျွန်တော် messenger မှာလာပြောလို့ရတယ်ကျွန်တော်လည်းလာညှိနှိုင်းလို့ရတယ် post ကတည်းက MS ပြန်စောချင်တာဒါဟန်ကြောင်းမဟုတ်ဘူးကျွန်တော်လွန်ခဲ့တစ်လနှစ်လလောက်တည်းကကျွန်တော်ပြန်စောဖို့ plan ရှိရဲအဲ့တော့ဒါကျွန်တော်ဒီတိုင်းလာပြောအကုန်လုံးကကျွန်တော်စောက်ခွက်ပြောင်းနေပဲထင်တယ်အဲ့ post တင်ပြီးတော့ဟန်ကိုစောင်းပြီးတင်နေပဲထင်တယ်မဟုတ်ဘူးကျွန်တော်တကယ်ပြန်စောမှာဟန် post တင်လို့လည်းမဟုတ်ဘူးကျွန်တော်ဘာလို့ကျွန်တော်စောချင်တဲ့စိတ်ရှိလို့အားကြောင့်ပြီးကန်မသိဘူးဘရိုကျွန်တော်လာပြောလို့ရတယ်နော်အသင်းရှာနေလူတွေပေါ့ EWC ကျန်သေးတယ်ဘရို EWC ကျန်သေးတယ်ပြန်လာပါဘရိုအသင်းရှာနေလေဒါတော့ player လိုက်တဲ့ပြန်လာမှာဘရိုအခုအသင်းမရှိလို့ sponsor မရှိလို့ organization မရှိလို့အားကြောင့်လာပြောရနော်အဲ့တော့စိတ်ဝင်စားတဲ့လူတွေရှိရင်ကျွန်တော်လာပြောလို့ရတယ် messenger မှာအသင်းပြန်ရှာနေ ENC လည်းရှိရပါသေးတယ် bro coach ကိစ္စတွေတော့ဝင်လည်းပြောမယ်ဆိုတော့ကျွန်တော်မှဘာမှသိမရှိဘူးရသိမှာအခုမှကျွန်တော်မှစော့ရင်စိတ်တစ်ခုပဲရှိတယ်ကျွန်တော်မှ plan ကောင်းမရှိဘူးလူလဲလို့သိမှာအရင်ဆောင်း strong နဲ့ line နဲ့ကြည့်လည်းမဟုတ်ဘူးရသိမှာအောက်ဆုံးကပြန်စားမှာပေါ့ဒါပေမဲ့အဆင်ပြေပါတယ်သိမှာဒီကကျွန်တော်စော့ရင်စိတ်တစ်ခုနဲ့ပဲဆက်သွားတယ်ကျွန်တော်တော့ကျွန်တော်မှပွင့်လည်းဘာမှမရှိဘူးကျွန်တော်ခေါ်ခြင်းလူလည်းမရှိဘူးဘာမှမရှိဘူးကျွန်တော်မှချင်းပြန်လာဆုံးကျွန်တော်ဆော့တယ်မဟုတ်ကျွန်တော်မင်းလာမဲမှာမဆော့တော့နည်းဝေးလို့အိတ်နေတာရတယ်မဟုတ်ဘယ်သူနဲ့ခမ်းဘက်တာပြဿနာမဟုတ်ဒီကသိရမှာခမ်းဘက်ခြင်းတော့ကျွန်တော်ပတ်ဆက်တော်ဖြစ်နေ sorry ဟို messenger မှာလာပြောလိုက်ပေါ့တစ်ချက်ညီနိုင်လို့ရတယ်ကျွန်တော်ရေးပါအကုန်အဆင်ပြေခေတာကျွန်တော်ပြောချင်တာအဓိကအဲ့ဒါပဲပေါ့နော်ဘာပြောချင်လဲကျွန်တော်တင်းရှာနေရကျွန်တော်တင်းထောင်ခြင်းကျွန်တော်ဆက်သွယ်လို့ရတယ်နော် messenger မှာဆက်သွယ်လို့ရတယ်အဓိကအဲ့ဒါလေးပြောချင်လို့နော် Thank you for watching guys. Please like and subscribe.